ဂျပန်မှာစားတောက်ဆိုင်အလုပ်နဲ့ဘာတွေလုပ်ရတာလဲလို့အတိမိတ်ဆွေတွေညီလေးတွေညီမလေးတွေလာမေးကြတယ်ပေါ့နော်ဒီတစ်ခါသူတို့အတွက်ကျွန်တော်ရှင်းပြလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အလုပ်ကဟိုတယ်စားတောက်ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မနက်9နာရီအလုပ်ကိုရောက်အောင်သွားရပါတယ်9နာရီအလုပ်ကိုရောက်အောင်သွားရတာဖြစ်တဲ့အတွက်ကြောင့်မနက်4နာရီဆိုရင်အိပ်ရထားရပါတယ်ကျွန်တော်ရဲ့အလုပ်ကမနက်9နာရီကနေပြီးတော့နေ့လယ်2နာရီအထိပေါ့အချိန်ပုံနဲ့ပါနေဆိုရင်နေ့လယ်3နာရီ4နာရီထိအမြဲတမ်းလို့လောရတဲ့အတွက်ကြောင့်အေးတော့နည်းနည်းလေးပြတ်တယ်လို့ခံစားရပါတယ်အလုပ်ကိုရောက်ပြီဆိုတာနဲ့ကိုတာဝန်ယူထားတဲ့အပိုင်းကိုပြီးစီးအောင်လုပ်ရပါတယ်6ခွဲမှာကိုကအကုန်လုံးဟင်းပွဲတွေကိုတက်ခင်းအိတ်ခံပေးနိုင်အောင်ကြိုးစားရပါတယ်ကျွန်တော်ကတော့ဂျပန်ရောက်တာအခုဆိုရင်တစ်လခွဲရှိပြီပေါ့နော်ဒီတစ်လခွဲအတွင်းမှာဟင်းနေအများကြီးချက်နိုင်အောင်ကြိုးစားခဲ့ပါတယ်သူတို့ကလည်းအကုန်လုံးတင်ပေးပါတယ်အဓိကကတော့ဘာသာစကားပေါ့နော်ကျွန်တော်လည်းအရင်မပြောနိုင်ဘူးဆိုပေမဲ့သူတို့ ਨੇ နည်းနည်းလေးပြောနိုင်ဆိုနိုင်တယ်သူတို့ရှင်းပြတာတွေကိုကောင်းကောင်းလေးနားလည်တယ်ဆိုရင်အချိန်တိုအတွင်းမှာနေရကြမယ်လို့ကျွန်တော်တော့ထင်ပါတယ်ဂျပန်မှာအခက်ခဲဆုံးကဘာလဲလို့လာမေးတယ်တချို့ဆိုရင်ညီလေးတွေကပြင်ဆင်လာဖို့ညီမလေးတွေပြင်ဆင်လာဖို့သူတို့အခုကလေးကကြိုတင်ပြီးတော့လေးလာကြတယ်ပေါ့နော်ကောင်းပါတယ်အဲ့ရဲ့အကြံဉာဏ်ကိုဒါပေမဲ့အခက်အခဲဆုံးဆိုတာကကိုယ်တိုင်နဲ့လည်းဆိုင်ပါတယ်ကိုယ့်ရဲ့တီခံစိတ်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုယ့်ရဲ့လိမ္မာပါနတ်မှုပေါ့ဒါတွေကလည်းအရင်ရေးကြည့်တယ်လို့ကျွန်တော်ထင်ပါတယ်ခက်ခဲပါတယ်ဘယ်အလုပ်မဆိုမြန်မာနိုင်ငံမှာလည်းခက်ခဲပါတယ်ဂျပန်နိုင်ငံမှာလည်းခက်ခဲပါတယ်နည်းနည်းလေးဝေးတော့ပို့ပြီးအထီးကျန်တယ်လို့ခံစားရတယ်ဆိုပေမဲ့ဘယ်အလုပ်မှမဆိုရန်ခက်ခဲပါတယ်ဘာလို့လဲဆိုရင်ကိုချစ်တဲ့လူလည်းရှိမယ်မုန်းတဲ့လူလည်းရှိမယ်ဒါပေမဲ့ကိုယ့်ရဲ့တိခံစိတ်ကဘယ်လောက်ရှိလဲဆိုတာကိုအမြဲတမ်းဆန်းစစ်ဖို့လိုပါတယ်နောက်တစ်ခုအကြံဉာဏ်ပေးချင်တာပေါ့နော်အလုပ်ကိုလုပ်တော့မယ်ဆိုရင်လစာကိုအဓိကမကြည့်ပါနဲ့ဂျပန်ကိုရောက်ချင်းကိုယ့်ရဲ့လုံနိုင်စွမ်းဘယ်လောက်ရှိလဲကိုဒီပတ်ဝန်းကျင်မှာဘယ်လောက်တောင်ပျော်တယ်လဲဒီပတ်ဝန်းကျင်မှာကိုဘယ်လောက်တောင်အသားကျလဲဆိုတာကိုဦးစားပေးပါတငယ်ချင်းတွေကျွန်တော်ရဲ့တငယ်ချင်းတွေလစာအများကြီးနဲ့အလုပ်တွေလုပ်နေကြတယ်ကျွန်တော်လည်းအားချပါတယ်သူတို့လိုပတ်စံအများကြီးလိုချင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ပျော်ရွှင်တဲ့ပတ်ဝန်းကျင်မှာပဲအလုပ်လုပ်ချင်ပါတယ်လောလောဆယ်ကျွန်တော်လည်းဒီအလုပ်မှာအဆင်ပြေပါတယ်ပျော်လည်းပျော်ပါတယ်တလခွဲအတွင်းမှာနေတာကြတော့တာလည်းအရန်ကိုဂုဏ်ယူမိပါတယ်ဂျပန်မှာရောက်ပြီးတော့ကိုကလာအကြာကြီးလုပ်ပြီးသွားပြီတစ်နှစ်လောက်နှစ်နှစ်လောက်လုပ်ပြီးသွားပြီဆိုရင်ကိုရဲ့တိုးတက်ရာတိုးတက်လမ်းကြောင်းတွေကိုရှာနိုင်ပါတယ်ဒါပေမဲ့ရောက်ချင်းမှာလာစာကိုလည်းမကြည့်ပါနဲ့ဒီပတ်ဝန်းကျင်မှာပျော်ရွှင်မှုအသားကျဖို့ကြိုးစားတာကပို့ပြီးတော့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဓိကကျွန်တော်အကြံပေးချင်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘယ်နိုင်ငံမဲတော့ထိုင်းမဲတော့မလေးရှားပဲတော့ဂျပန်မဲတော့ကိုရီးယားပဲတော့ပေါ့နော်ကိုတွားမဲ့နိုင်ငံရဲ့ဘာသာစကားကိုအကောင်းဆုံးလေးပြင်ဆင်လေ့လာတာကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့တခါတလေမှလွဲနေတာလေးရှိတယ်ပေါ့နော်လွဲနေရဆိုတာကအမျိုးမျိုးလူတစ်ယောက်နဲ့တစ်ယောက်အတွေးမတူနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အထင်ကတော့ level တွေအများကြီးလေ့လာတာလည်းကောင်းပါတယ် N2 တွေ N1 တွေN3 တွေရောက်အောင်လေ့လာတာလည်းအရန်ကောင်းပါတယ်ဒါပေမဲ့မမေ့တင်တာတစ်ခုရှိပါတယ်အဲ့မမေ့တင်တာကတော့ကိုယ့်ရဲ့စကားပြောကိုယ့်ရဲ့ခိုင်ဝ skill အရန်မကောင်းနေရင်တောင်မှနည်းနည်းလေးနေ့စဉ်ဘဝမှာတုံးနိုင်တဲ့စကားပြောလေးလောက်ကိုပြောနိုင်အောင်ကြိုးစားတင်ပါတယ်ကိုလုံးမဲ့အလုပ်ရဲ့ပတ်ဝန်းကျင်ရဲ့ကိုလုံးမဲ့အလုပ်ငန်းနဲ့ပတ်သက်တဲ့ခိုးတိုးပါးတွေစကားစုတွေကိုများများလေးလာထားတာကကောင်းမယ်လို့ထင်ပါတယ်ကိုယ်တိုင်ကစကားလည်းနည်းနည်းပါးပါးပြောနိုင်မယ်ကိုယ့်ရဲ့ကြိုးစားအထောက်မှုလည်းရှိမယ်ကိုယ့်ရဲ့တိကျစိတ်လည်းအားကောင်းမယ်ဆိုရင်အဆင်ပြေပါတယ်များတော့အပြင်ကတော့အလုပ်တော်တော်များများပေါ့နော်ကျွန်တော်အထင်ပေါ့နော်ကျွန်တော်ရဲ့စီနီယာတွေပြောပြချက်အရာတော့သူတို့ကတင်ပေးခြင်းနဲ့သူတို့ရှင်းပြတာကိုကောင်းကောင်းနားလည်ရင်ကြိုးစားအထောက်မှုရှိရင်သူတို့အကုန်လုံးတင်ပေးတယ်ပေါ့နော်တင်ပေးတယ်ဆိုတာကကိုယ့်အတွက်လည်းကောင်းတယ်တခါတလေတွေးကြည့်မယ်ဆိုရင်သူတို့လည်းတက်တာတယ်သူတို့ကအဲ့လိုတင်ပေးတဲ့အတွက်ကြောင့်သူတို့ကအရန်တက်တာပြီးတော့ကျွန်တော်တို့ကသူတို့အစားထိုးဝင်လုပ်လိုက်တဲ့ချိန်မှာသူတို့အတွက်လည်းအရန်ပေါ်ပါသွားတယ်လို့သူတို့ခံစားရတယ်ပေါ့နော်ကျွန်တော်အလုပ်တစ်ခုကိုလုပ်တယ်ဆိုရင်ဒီအလုပ်ကနေထွက်သွားရင်ငါအတွက်ပညာပါရခဲ့လေဆိုတာကိုဦးစားပေးတဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလာစားထက်ပျော်ရွှင်မှုရဲ့အနေအထားမှုရဲ့ဒီအလုံးမှာကြောင်ကြံမှုရှိဖို့ရဲ့ဦးစားပေးပါတယ်အလုပ်တစ်ခုမှာအခက်အခဲဆိုတာအများကြီးရှိပါတယ်မြန်မာနိုင်ငံမှာလည်းရှိပါတယ်ဂျပန်နိုင်ငံမှာလည်းရှိပါတယ်
ဒါပေမဲ့ကိုယ့်ရဲ့တည်ခံစိတ်အားကောင်းမယ်ဆိုရင်ပိုအဆင်ပြေပါတယ်ဘယ်လုပ်ငန်းမဆိုအဲ့တော့ပိုကြိုးစားကြပါပိုပြင်ဆင်ကြပါကျွန်တော်ကတော့ဒါကမျှဝေခြင်းဖြစ်ပါတယ်အတွေ့အကြုံတစ်ခုကို